။
စိတ်နှပူမှနေတော့ကျတော့အိမ်ကသေးတော့လူမျိုးစွန့်တွေ့ရတယ်ပါလေမရှိတော့ဘူး။အကန်ခွက်ရတော့ဒီလိုဆိုတော့ဒီလိုပါလေ။တာပြီးတာ။ဒီလို出问题了。喜欢打木鱼。
လုပ်တယ်ညီကပုံစံကကြောင်းတယ် ဆောင်းနေငါတို့နေ့ချိန်လေးရနော် ချိန်လေးရတယ် ကောင်းလိုက်ပါဆောင်းလာဒီမှာ ဘုံကအချောက်ရိုးမုံအဲ့ထုံနေပါဟာရတော့တက်လာတာစီစီတထုံတော့မြောက်ဘူးကြာပြီးတော့မန္တလေးပေါ့အမျိုးသားမန္တလေးရပြီးတော့ကြောက်ကြောင်းရတာဆိုတော့ဒီဟိုအဖေရဝင်နေဆိုတော့ဒီနေ့တော့နည်းနည်းရောက်ပြီးတော့မော်လမြိုင်လေးတစ်ဖက်တော့မော်လမြိုင်တော့တစ်ခါရပြီးတော့ခါအောက်ကိုတော့အဲ့ဒီလိုရ ဟုတ်တယ် တိုင်းပါ ငါလည်းဒီရလာတော့သွားနေကြတယ် ဟုတ်တယ်ဟိုအခုလာအခုလာတော့ပြည့်ပြည့်ခံခဲ့ ပုံစံတော့ ဟမ် လက်တော့တော့တယ် အဲ့တော့ပြ 你上不了班，送你哈。ဒီကဟုတ်လား လူရည်ဆောင်းနော်ပါစနာအဲ့ဒီတဲ့ 好嘞，好吧。公啊，休息。休，记得，谁给的是？哎呀， ဒီညာရဲ့နိုင်စားပြီနော် 好。 တော့တော့ဒီလေဒီပြား ဒီကြားလေးရတယ်200လောက်တယ်ဒီသိတော့မကျန် ချက်လိုက်နော် စစ်တယ် တော့တော့ချက်တော့လည်း 为了我，那为了不干，对，第二步。 ဒီကလိုက်တယ်ရတယ် 你过来。龙平会面时候，可就慢慢配着。 ရုံးသွားကြနော်ဒီချိန်ကနော်တမပိတ်တော့ဆယ်လေးဆန်းလေးရလဲနှစ်ပတ်ပဲရလူကလည်း 三秒不忘秒 မတိုင်လည်းအော်နေတယ် ဟုတ်တယ် ဆယ်လေးဆန်းလေးမရ အဲ့ဒါ ဘူး နောက်ဆုံးမြတ်တောက်ကြနေ တောက်ကြ အနည်းစားဆုံးယူ လိစာဆိုလူက အရင်တော့ကအရင်လာတဲ့ခောက်ကြီးစနေစနေကြတယ် အေးဟိုကနှစ်ပတ်တည်းရှိရောရှိဖြစ် ရတယ်တာဒီတိုင်းကောလှုပ်ဆောင်ကပ္ပိယအလိုလှုပ်ဆောင်နေကြမတ်စေ ကော်ဖီလေးပြရင်တော့ မဖုံကော်ဖီချန်နေအများကြီးရပြီပြည့်စုံပြီ ဒီသိပါချိုး ရပြီသင်ရတယ်ဒီတိုင်းပြချန်တော့ကတော့နော်ပေါ်တက်ပေါ်မှာထိုင်နေတော့ကတော့ ဖုန်းတော့မရောက်တော့ ဘိုးနာမည်ပြောတယ်ဖုန်းအေးဒီနားပြန်ရအောင် အဲ့ဖုန်းဖုန်းလေးဆိုရင်ဖုန်းကမတန်တက်ပုံလေးကျင်တော့အဲ့ဒါပြန်ပြီးပြရတယ်ဖုန်းဖုန်းနဲ့ဒီနဲ့ friend ဟုတ်လား ဖေးဆိုပါ ဘုံဘုံမဲ့အကုန်လုံးလေမှတ်တန်သူဆက်တဲ့ဝင်ကြီး တန်ကြားရေး တန်ကြားရေးဝင်ကြီးဆက်တဲ့ သူကဒီလိုပဲဆောတာ ဒီမှာဆိုတော့ဟိုလေးပါခိုင်နေလေးပါ အော်ဟုတ်လား တော့ဘုံရိုက်တယ်ဆက်ဩ ဟုတ်ကဲ့တော့ဒီလေ ဟုတ်တယ် ဒီဦးစင်းကဂျပုံဆိုတော့သူဟိုသနာပါ တော့အလေးကြီးမှရင်ဟုတ်လား သူကမြေတယ်မထွက်တော့ မေမောင်နှမတွေ9ယောက်တော့ရှိတယ်အဲ့ဒါ ဟုတ်ပါတယ်မြေ ထောင်းလေးရှိတယ်လာပေါ်ပါတယ်အကောင်လည်း200လောက်ဘယ်လောက်ဘတ်200လောက်ပဲပြရတယ်ဒီလောက်တိတ်စင်ပြီဒီကောင်လည်းတော့ကောင်းတော့ကောင်လည်းဝယ်ဖို့ပဲလိုက်ရှာမရအောင်တွေ့
အသူတန်လိုက်တော်မာရနော်တော်ကတ်ရနော်ရွှေ့ရနော်ဟုတ် ရှိမှာဆိုရအောင်ဒီမှာ မာတော့တော့ကောင်းတယ်တန်လိုက် တော့ည300 ဟုတ်တယ်ဟိုမှာ MC တို့ဘာလို့လဲဒါနေနဲ့ပဲချာနံပါတ် ညအဲ့ဒါလေး ဟုတ်ဟိုလူကြဆိုရင်ဒီလည်းထွက် တခြားပြန် noise တွေဝင်တယ်ဒီကောင်ကမဝင်တော့တိုက်ရိုက်ပဲ နောက်ပြီးဟိုပိုင်စရာလည်း မလို့လေ အားရအောင်နော် စားအဲ့ဒီစားလူလာတာယူလာထားလာအဲ့ဒီ သုံးနေလိုက် အဲ့ဒီပေးလို့တထုံလာတယ်မယ်မရောက်ဘူးလို့ရောက်ဘူးဖြစ် အေးတံပေါ်တိတာ ဟိုစာလေးဖက်လာများတပိတ်တောင်လို့ပါလို့များလို့ ဟုတ်တယ် ဟုတ်ပါတံပေါ်တိရအောင် ညောင်းတော့တော့ဒီနေ့တော့အဲ့ဒီလိုပြရဆိုင်နေ ကျုံးလုံးလိုက်ပါ ရပြီတိုင်းရဒီအားတရားစံပေါ်တော့ โอเคလာခဲ့ပါမယ်အရင်နှစ်တွေကလည်းလာတယ်လာဟုတ်တော့အနေ ကောင်းပါပဲချိန်လိုက်အောင်ဘေးရဟန်နဲ့ရမှာ လိတ်ကြတော့ နိုးထိတ်ထားလိုက်ရအောင် မဟုတ်လား မိုက်ဟုတ်ဘုံမိုက်ကောင်မှာတော့ အဲ့လိုပဲတော့ ဒါဆိုတော့ ဟုတ်ပါ
le coi. ยังเข้าแล้วอะไรครับ ဘာလို့လဲနော် ว่าเราก็อาจจะพังแล้ว ဟုတ်ကဲ့ အဘိဝရဏတိလိဒ္ဓဘုရားတရားသံဃာယရဏမြတ်၃ပါးမိဘဆရာသမားဘုရားဗဇာယီနောအသက်အရွယ်ကုန်ကျေးဇူးအပြင်ကြီးကုန်သောပုဂ္ဂိုလ်များကိုအယုသေးလေးမြတ်ပိတိုက်ကြကုန်သောဒီမိသားစုပေါင်းတော်ကောင်းတို့သည်အာယုစတတံပြည့်ရှိနေရခြင်းသည်၎င်းဝဏ္ဏောစအရွယ်ဆင့်တင့်တယ်ခြင်းသည်၎င်းဒုက္ခံစကိုယ်စိတ်နှပြချမ်းသာခြင်းသည်၎င်းဗလံစကာယအင်အားဉာဏ်ပညာအင်အားနှပြနှင့်ပြည့်စုံခြင်းသည်၎င်းအာရောဇံစယောဂကင်းကွာကျမ်းမာခြင်းသည်၎င်းဣတိဤတို့ပင်စဓမ္မအကျိုးရူတရား၅ပါးတို့သည်နေဆံအမြဲမပြတ်သက်ပါလုံးဝဋ္ဌံတို့တက်လာသောနေ့တိုးလာသောဒီရေကဲ့သို့တနေ့တခြားជីវာတိုးတက်အောင်မြင်ကြပါစေအဟံဗန္တိတိတရဏေနသဟပင်စတိလံဓမ္မယာသာမိအနုဂဟံကတဝါတိလံဒေထမေဗန္တိဒုတိယံပိအဟံဗန္တိတိတရဏေနသဟပင်စတိလံဓမ္မယာသာမိအနုဂဟံကတဝါတိလံဒေထမေဗန္တိတတိယံပိအဟံဗန္တိတိတရဏေနသဟပင်စတိလံဓမ္မယာသာမိအနုဂဟံကတဝါတိလံဒေထမေဗန္တိယမဟံဝရာမိတံဝရေထနမောတတ္တဗုဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ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 ဗုဒ္ဓံတရဏံဂိသာမိဓမ္မံတရဏံဂိသာမိသံဃံတရဏံဂိသာမိဗုဒ္ဓံတရဏံဂိသာမိဓမ္မံတရဏံဂိသာမိသံဃံတရဏံဂိသာမိဒုတိယံပိဗုဒ္ဓံတရဏံဂိသာမိဒုတိယံပိဓမ္မံတရဏံဂိသာမိဒုတိယံပိသံဃံတရဏံဂိသာမိတတိယံပိဗုဒ္ဓံတရဏံဂိသာမိတတိယံပိဓမ္မံတရဏံဂိသာမိတတိယံပိသံဃံတရဏံဂိသာမိဗုဒ္ဓံတရဏံဂိသာမိတတိယံပိဓမ္မံတရဏံဂိသာမိတတိယံပိသံဃံတရဏံဂိသာမိတရဏဂမနံပရိပုံဏံပါဏာတိပါဒာဝေရမဏိသိက္ခာဝရံသမာရိယာမိအာဒိနာဒါနာဝေရမဏိသိက္ခာဝရံသမာရိယာမိကာမေတုမိစ္ဆာသာရလားစေတတ်သောမိဘကိုစောကားတာမျိုးမိဘကိုပြစ်မှားတာမျိုးမိဘကိုဘယ်လိုခေါ်မလဲစိတ်ချင်းအောင်လုပ်တာမျိုးပါ
အပေလေးပါလာတတ်တယ်ပေါ့နော်အဲကြောင့်မလို့ကိုကအပေလေးပါခတ်သိမ်းကင်းရမှာဆိုတော့အဆိုးဆုံးကိုတောင်းထားစုပန်ထားပြီဆိုရင်မိဘစိတ်ဆင်းရအောင်မလုပ်ပါဘူးအဲ့ဒါတောင်းဝန်သမီးမြတ်တို့ရဲ့တောင်းဝန်ပဲမိဘကိုယူသေးတယ်ဆိုတာလေရှေ့မှာတော့ဖေကြီးတို့မကြီးတို့ပပကြီးတို့မမကြီးတို့လုံနေပြီးတော့ကိုရမှာထင်တိုင်းကျင့်လို့ရှိလို့ရှင်ဒါမိဘနှစ်ပါးကိုယူသေးရမကြတော့ဘူးမိဘကလိမ္မာအောင်နေလို့ဆိုတော့ကိုရမှာတော့လိမ္မာအောင်ပြပြီးတော့နောက်ကိုရမှာဟောက်ပြန်လို့ရှိလို့ရှင်တယ်မိဘနှစ်ပါးကတော့ယူသေးရမကြဘူးဆရာသမားလေးစားတယ်ဆိုတာချမ်းသာစေရင်တို့ကောင်းတာတွေကိုတိုက်တွန်းထားရင်အာမဘန်းတွေဆိုလို့ရင်အဲ့ဒီအာမဘန်းတွေမကျူပအောင်ဘာလို့မလဲလိုက်နာကျင့်သုံးဆရာသမားလေးစားတာခေါ်တယ်နော်အဲကြောင့်မလို့ယူသေးတာရဲ့လေးစားတဲ့ဟာအညမညပဲနော်ယူသေးမှလေးစားတယ်လေးစားမှယူသေးတယ်နော်အဲကြောင့်မလို့အိမ်တွင်မက်ခင်လူချင်းခြင်းလို့ဘုန်းကတော့နာမည်လေးပြတတ်တာပေါ့နော်အိမ်တွင်ထဲမှာကိုယ့်ရဲ့ကျင့်တရားကိုကျင့်မှုအတွက်အိမ်တွင်မက်ခင်လူချင်းတယ်ပဲအဲ့ဒီအိမ်တွင်မက်ခင်လူချင်းစဉ်ကနေပြီးတော့မစ္စည်းမပရိဝေနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကိုအဲ့ဒီကနေထုံးလုပ်ပြီးကျင့်သွားမှာအဲ့လိုကိုကျင်တရားကောင်းတဲ့ပုဂ္ဂိုလ်ကဘယ်တော့မှပဲမလာဘူးသီလနဲ့လုံခြုံနေပြီသီလနဲ့စိတ်ထားကလည်းမဖောက်ပြန်တော့ဘူးရှိတဲ့တမျိုးကိုရတဲ့မျိုးသမာဓိကလည်းဖြစ်နေပြီအဲ့ဒီအသိကိုမပြောင်းဆိုတော့ညာကလည်းပဲထက်နေပြီတော့သီလသမာဓိပညာသိက္ခာသုံးပါးနဲ့မညီဘူးလားသီလသမာဓိပညာသိက္ခာသုံးပါးနဲ့ညီတဲ့ပုဂ္ဂိုလ်ဒီနိဗ္ဗာန်ကိုမျက်မှောက်ပြုနေတာပဲနော်တော့သိမှနိဗ္ဗာန်မျက်မှောက်ပြုပါမို့မသိခင်နိဗ္ဗာန်ကိုမျက်မှောက်ပြုနေဟုတ်လားဗျာအဲ့ဒီအသိလေးတဲ့ဒီနေ့ဝိပဿနာနှလုံးသားတို့ကိုဝိပဿနာဉာဏ်လေးရောက်တော့လိုက်ဆိုကြအိမေပြစ္ဆေခန္ဓာအနိစ္စခယထေနခယထေနတပိတော်တို့ဤခန္ဓာ၅ပါးယုံနာနှစ်ပါးတို့သည်ကုံတတ်ပြတ်တတ်ထောင်းနွမ်းဆွေးမိတတ်သောသဘောကြောင့်မမြဲသောအနိစ္စအိမေပြစ္ဆေခန္ဓာဒုက္ခဘယထေနတပိတော်တို့ဤရရှိအပ်သောယုံနာနှစ်ပါးဤခန္ဓာ၅ပါးတို့သည်96ပါးယောဂများဖြင့်ကျင်နာခံခက်အမြဲမပြတ်နှိစ္စတတ်သောသဘောကြောင့်ဆင်းရဲသောဒုက္ခအိမေပြစ္ဆေခန္ဓာအနတ္တအတရကထေနတပိတော်တို့ရရှိအပ်သောယုံနာနှစ်ပါးဤခန္ဓာ၅ပါးတို့သည်မအိုမနာမသိလိုပါတော့လဲဟိုကြနာကြသိကြရသောသဘောကြောင့်ငါမပိုင်အစိုးမရသဘာဝဓမ္မအနတ္တဣဒံနောပုံညာဟောတိညာဏတပစ္စယောဟောတုတပိတော်တို့ရှောက်တိအပ်သောတရဏဂုံသီလပွားများပုလို့အပ်သောမေတ္တာဘာဝနာရှုမှတ်ဆင်ញအပ်သောတတိပဋ္ဌာန်ဝိပဿနာလှူဒန်းရသောဒါနမင်္ဂလာဤကောင်းမှုတို့သည်ဘောဓိညာနိဗ္ဗာန်ချမ်းသာ၏ရကြောင်းအထောက်ပံ့ကောင်းသည်ဟောတုမုချမသွေဖြစ်ပါစေသတည်းတိတရဏိနသဟပိသင်္ဃသီလံဓမ္မံသာရုခံကတ္တဝအပမာဒိနတံပါတိထချမ်းသာကြအောင်ကြောင်းတရားဖြစ်တဲ့မင်္ဂလာသုတ်တံကိုဒီနေ့နာကြဟောကြရအောင်တို့တဲ့မင်္ဂလာသုတ်တံနေကိုယ်လည်းရွတ်လာတာပဲဟုတ်တော့မလားနာလည်းနာလာကြတာပဲနော်ဒါပေမဲ့ကိုရင်းထဲမှာမင်္ဂလာထိုက်သလားမထိုက်သလားဆိုကိုပြန်မသုံးသပ်လို့ရှိရင်မင်္ဂလာတရားမရှိဘူးနော်မင်္ဂလာသုတ်တံအယောင်ပြပဲဖြစ်မှာပေါ့နော်မင်္ဂလာဆိုတာချမ်းသာရအကြောင်းတရားချမ်းသာရအကြောင်းတရားပဲခေါင်းကသာဟိတသီလဝါဟိတသီလတွေရောက်တဲ့တယောက်တူနဲ့တူမိကောင်းဆွေကောင်းရမှာတည်ပြီးကရုဏာမေတ္တာပြမစုတရားတွေနဲ့တယောက်ကိုကြီးသူကိုယူသူရဲသူကိုလေးစားပြီးတော့လူမှုချင်းကိုလွတ်လို့ရှိလို့ရှိရင်မင်္ဂလာမထိုက်ဘူးလားထိုက်လားကာရဝဇယူသည်ထိုက်သည်ကိုယူဆိုခြင်းဥတ္တမမျက်နှာဆိုတော့မင်္ဂလာလူနာနိဗ္ဗာန်သုံးဏချမ်းသာခြင်းကိုရကြောင်းဖြစ်တဲ့မင်္ဂလာတရားလို့ဟောတယ်လေဒါကြောင့်မလို့မိဘကသာသမီကိုယူသည်ရမယ်သာသမီကမိဘကိုကရုဏာထားရမယ်ဟောလင်သားကမယားကိုလေးစားရမယ်လင်သားကမယားကိုမျက်နှိုးရမယ်အဲ့တော့မလားမိဘတကားနားထောင်ရမယ်ဆရာသမားအဆုံးမတော့လေးစားရမယ်ဒါတွေကမင်္ဂလာထိုက်တာပဲလေအဲ့တော့မင်္ဂလာဆိုတော့မင်္ဂလာပါဟုတ်တယ်မလားမင်္ဂလာပါနဲ့တော့အော်နေရမလားဗျာ
တကယ်မင်္ဂလာကိုယ့်ရဲ့ထဲမှာမင်္ဂလာထိုက်သလားမထိုက်သလားဆိုတော့ဘယ်သူမှပြန်မဆန်းစစ်ကြပါဘူးအဲ့တော့ဘယ်သူမှဆန်းစစ်တို့တန်တရာခိဖို့ဖြစ်တဲ့ငါသားငါသမီးတွေနဲ့သူတွေကကိုယ်နှလုံးသားထဲမှာမင်္ဂလာထိုက်မထိုက်မင်္ဂလာပြည့်မပြည့်မင်္ဂလာရှိမရှိဖြည့်မဖြည့်ကိုယ်တိုင်အသိဆုံးပဲလေဘုန်းကြီးကတနေ့လာမှတစ်ခါတွေ့ရတာလေအဲ့တော့မင်္ဂလာထိုက်တာမထိုက်တာကိုယ်သိဆုံးပဲအဲ့တော့လင်ကမယားကိုလေးစားနေတယ်မယားကလင်ကိုမြတ်နိုးနေတယ်အဲ့ဒါသားသမီးကမိဘကိုယူသေးနေတယ်မိဘသားသမီးတွေရဲ့ချမ်းသာမှုကိုရှေ့ရှုပြီးတော့ပြောကြတော့မလို့ပါဘူးလောကနဲ့ဖြစ်မယ်ဆိုလို့ရတော့နော်တယုတ်တရားဘူးမောက်ထိုက်ကြပဲဟာလားဗျာအဲ့တော့မိဘဝတွေကတော့ကြည်ကြပါတယ်သို့တော့လောကီပညာလေးတွေပဲ graduate educator ဖြစ်ဖို့လောက်ပဲနော်အဲ့ဒီဟာတွေသင်ပေးပြီးတော့ကြောင်းကြစိုက်နေပြီးတော့တန်တရာခီးအတွက်ကိုယ်သားသမီးတွေရင်ထဲမှာမင်္ဂလာစိုက်အောင်မဆုံးမှန်းတယ်လို့ရှိရင်လည်းမိဘတောင်းမကြည့်ပြန်ဘူးပေါ့နော်အဲ့တော့ခုမိဘတွေကဘာလို့လို့တော့ညီတို့ပြောတာမဟုတ်ဘူးနော်သားသမီးတွေကိုအပြိုင်ထားတာသူများနဲ့အောင်မကြသေးရဘူးဟုတ်တော့မလားအဲပညာဟုတ်ဆိုတော့ဆုံးခံတိုင်သွားရမယ်ထဲမင်းရမယ်ယူစီတွေပို့ရတယ်နည်းနည်းတော့အရင်ကြီးမှမဟုတ်တာကြီးပဲနော်အဲ့တောင်နဲ့မြေတောင်မြောက်ပေးနေတယ်လေပြိုင်ခိုင်းတယ်ဆိုကြတဲ့ကသာသမီရဲ့ရင်တွေကိုအပြိုင်တရားထည့်ပေးတာဟုတ်တော့မလားဓာန်တူတွေ့လေးမေတ္တာဝင်မဝင်နိုင်ပြိုင်တတ်တယ်ပြိုင်ပြီးအစားမေတ္တာပွားစိတ်ထားပြီးပြောင်းအောင်ဆိုသာသမီရင်တွေကိုမေတ္တာတက်မထားဘဲနဲ့အပြိုင်ဆိုတဲ့အငွေ့အသက်ဒေါသလေးတွေကိုထည့်ပေးတာမတူလားဒါကြောင့်မလို့မပြိုင်နေနဲ့နော်ဘာလို့လဲကိုဘုရားကိုထူတော်မှာသူများပြိုင်လို့လည်းပဲဘာမှမဆိုင်ဘူးလေသူကနဲ့သူသွားရတယ်အဲ့တော့ကိုထုတ်ဆရာကြီးကတော့ကိုတော်လို့သူများကိုမထိုင်နဲ့နော်ကိုမတော်လဲသူများကိုသမီးမနာလို့မထားမဖြစ်နဲ့ဒါမိဘတွေကသားသမီးတွေပြောလို့မလဲကျောင်းသင်ကကျောင်းမှာသင်ပေးရမယ်တောင်းမဟုတ်ဘူးလားဆရာသမားတွေဒါတွေမသင်ဘူးနော်သူတို့တောင်းမကြည့်အောင်လားသင်ပေးတာပဲသင်လေးချက်တို့ဟုတ်တော့မလားကိုတောင်းအောင်ကိုကြည့်အောင်သင်ပေးတာပဲဒီလူမှုချင်းမှုတွေနဲ့ကမင်္ဂလာထိုက်အောင်ပဲဆရာမသိပြီမသိဘူးတို့ငယ်တုန်းကတော့ဆရာတွေကဘယ်လိုဘာသာရေးဆရာတော်ရှိတယ်လေတို့သင်ပေးခဲ့တယ်လေဒီကိစ္စဘာသာရေးဆရာမရှိတော့ဘူးလေအခုတော့ရှိပါတယ်ဗါလေရင်ကျေးမှုဆိုတာဘာဆိုတာနော်ဒီမှာလင်ကျေးမှုဆိုတာရှိတယ်ဒါတွေလည်းသင်ပေးတာရှိရတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ပေါ့ကိုယ့်ဘက်ကတောင်းကြည့်နေပြီဆိုရင်အဲ့ဒါစာရိတ္တသီလပြည့်စုံတာအဲ့ဒါစာရိတ္တမကောင်းဘူးစာရိတ္တမကောင်းကြောင်းတယ်မလားအဲ့စာရိတ္တမကောင်းဆိုတာအကျင့်ဘယ်လိုခေါ်မလဲကိုကျင့်ဝတ်တွေမဖြည့်ဘူးလို့ပြောတာစာရိတ္တမကောင်းမှုဆိုတာကိုကျင့်ကိုမဖြည့်တဲ့ပုဂ္ဂိုလ်စာရိတ္တမကောင်းမှုလို့ခေါ်တာစာရိတ္တကောင်ပြည့်အောင်ဖြည့်တဲ့ပုဂ္ဂိုလ်မှာမာတာပိတုဥပါဒနာပုဒ္ဓသင်္ကောပဏိတနိစ္စသေဝနာအတေဝနာသဗာရဏဟုတ်တော့မလားဗျာဟိုဘာလဲခေါ်မလဲကာရဝဇနိဝတောဇဒါတွေကမင်္ဂလာတရားတွေပဲလေအဲ့ဒါကိုလိုက်နိုင်ကျင့်သုံးလို့ရှိရင်ဒါမင်္ဂလာထိုက်တာပဲသိရင်တဲ့အချိန်မှာသိဘယ်တော့မှပဲမကြောက်ဟုတ်လားဗျာဒါကြောင့်မလို့တရားကြီးစုမှတ်ပြီးတော့တချို့ကျတော့ညာပြိုင်ညာရှိကြတယ်ရိတ်တာတွေပါလေအဲ့ဒါညီတို့ကနှုတ်ပါသေးတယ်လို့သူကဘယ်နည်းရှိနေပြီတို့ကဘာပန်တေးနေပြီလို့ညီတို့ကကိုမှကိုကွက်ဆိုတာရှိတယ်နော်အဲ့တော့ရိတ်တာမှာဝင်ပြီးတော့အပြိုင်နဲ့လုပ်ကြတာရှိကြတယ်အဲ့ဒီအပြိုင်ရင်ထဲမှာရှိနေကြတဲ့ကမေတ္တာကပြည့်တဲ့အတွက်ကြောင့်မလို့နော်ကိလေသာအညစ်အကြေးတွေမကင်းတော့ဘူးနိဝရဏတရားလို့ခေါ်တယ်အဲ့လိုမဖြစ်အောင်ကြိုးစားဖို့မလိုဘူးလားဟုတ်ပြီနော်အဲကြောင့်မလို့မင်္ဂလာတုတ်တံဒေသနာတရားဟောကိုယ့်ရင်ထဲမှာရှိဖို့ဟုတ်တယ်မလားဗါလဲသူနောက်ဆက်လို့ရှိရင်တွေ့လို့ရှိရင်ဗါတယ်မလဲမင်္ဂလာပါသရာမဟုတ်လားမလားမင်္ဂလာပါဟုတ်တယ်မလား Good morning ဆိုတာလည်းပဲတမင်္ဂလာမင်းနာနဲ့ခင်းလို့ပြောတာမလားအဲ့တော့တကယ်မင်္ဂလာဖြစ်အောင်ကိုယ်နေရလားအယောင်ပြလားဟန်ဆောင်လားပြူပါလားဆိုတာလေဂျင်းလားဆိုတာသိဖို့မလုံးလားလို့လားအဲ့ဒါကိုမသိသမျှကာလပတ်တော့အဝိဇ္ဇာကမကင်းသေးဘူးဖုံးထားတာပဲနော်အဲ့တော့ဘုရားဆရာတော်ဘုရားမင်းတော်ဟုတ်တယ်ကိုဟန်မကြသေးတာကိုဟန်ကြတယ်လို့ထင်မှားနေလို့ရှိရင်ဘယ်တော့မှဟန်မကြတော့ဘူးဗျာတဲ့ကိုဟန်မကြသေးတာကိုဟန်မကြဘူးလို့သိလို့ရှိရင်တဲ့အဲ့ဒါဟန်ကြဖို့လမ်းစာပဲတဲ့အဲ့တော့ကိုမင်္ဂလာမထိုက်သေးဘူးလို့သိရလို့ရှိရင်မင်္ဂလာထိုက်အောင်ကျူးစားလို့လိုက်နာကြရလိမ့်မယ်ဟုတ်လားဗျာအဲ့တော့မင်္ဂလာတရားဒီတတ္တဝဝေနေအားလုံးနဲ့ချမ်းသာရအကြောင်းတရားတို့မြတ်စွာဘုရားဓမ္မစကြာကလွယ်၍မင်္ဂလာတုတ်တာဘဝနေနည်းကိုအရင်ဆုံးသင်ပေးတာတတ္တဝရမညာပူညာမျိုးစေ့ရချင်မှရှိဦးမှာလေအဲ့တော့လောကလူမှုကျင့်ဝတ်တရားတွေကလူတိုင်းနဲ့မဆိုင်လား
ဘာသာလည်းမထိုးလူမျိုးလည်းမခွဲဘူးဘာသာလူမျိုးချိန်မထိုးပဲနော်မြတ်စွာဘုရားချမ်းသာအောင်မင်္ဂလာတုတ်တံကိုအရင်ဆုံးဟောတာအဲ့လိုမြတ်စွာဘုရားမင်္ဂလာထိုက်အောင်မင်္ဂလာဆိုင်အောင်ဟောတဲ့မင်္ဂလာတရားတွေတို့ရင်ထဲမှာရှိမရှိပြည့်မပြည့်တော့တို့မပြည့်သေးရင်ဖြစ်မယ်ပြည့်နေပြီဆိုရင် congratulation ပေါ့ကိုငါဘဝရတော်ပြီဟဲ့လို့အဲ့လိုကိုဝန္တာပီတိဖြစ် confident ဖြစ်သွားရလေအောင်မင်္ဂလာတုတ်တံတရားကိုဒီကြဟောရနာကြမယ်ဟောနာပြီးတဲ့ခါကျမှတ်သားနာယူပြီးတော့ကိုကမင်္ဂလာထိုက်သလားမင်္ဂလာဆိုင်ပလားမင်္ဂလာရှိပလားမင်္ဂလာအကျင့်တရားကိုတို့ဖြည့်ပလားလို့ကိုမမေသောတတိနဲ့ကြိုးစားမယ်ဆိုရင်တာကြီးသိတ္တ ानु ပတ္တနာတတိပဒံဖြစ်မနေဘူးလားဖြစ်မနေဘူးလားတတိပဒံဆိုဘုရားရှိခိုးငါတို့ထိုင်ပြီးရှုရှက်လို့မှတတိပဒံမဟုတ်ပါဘူးဗျတရားအထုတာမဟုတ်ပါဘူးဗျဟုတ်လားဗျအဲ့လိုလူမှုကျင့်ဝတ်တွေကိုထားဆောင်နေတာလည်းပဲတရားကျင့်နေတာပဲဗျဟုတ်တယ်မလားယူတည်တဲ့ပုဂ္ဂိုလ်ယူတည်တာကိုယ့်အတွက်သူကုသိုလ်ဖြစ်သွားတယ်လေတနည်းအားဖြင့်ဆိုလို့ချင်းကိုယ့်ရဲ့အယုသေးကိုသူ့ကိုပေးလိုက်တာလေဒါအမတန်ပြုဟာဒါနပဲတော့ပတ်စံပေးမှထမင်းကျွေးမှဟင်းကျွေးမှဒါနလို့ထင်နေတာကိုယ့်ရဲ့ဦးလေးညှက်လိုက်တာသူ့အယုသေးပေးလိုက်တာအဲ့ဒါဒါနပဲအဲ့ဒါဓမ္မဒါနခေါ်တာဟိုတော့အာမိဒဒါနတော့ပြောစရာမလိုပါဘူးဓမ္မဒါနတွေရှားနေလို့နော်ငါသားငါသမီးတွေကိုပါရမီဖြည့်ပဲတယ်မလို့ပေါ်စပ်ပါတယ်ဗျာနော်ပုံနဲ့တတ်နိုင်သမျှလိုက်နာကျင့်သုံးတကယ်လို့ငါသားငါသမီးတွေလည်းပဲတတ်နိုင်သမျှကုသီသမျှလိုက်နာကျင့်သုံးဖို့တော့ပေါ်စပ်ပါတယ်ဗျာနော်အဲ့တော့အဖို့ကောင်းအဖို့မုံမိကောင်းဆွေကောင်းအရာတိရလေးအောင်လိုက်နာကျင့်သုံးဖို့ကဘုလူတာဝန်နဲ့သားတို့သမီးတို့တာဝန်နော်ညွှန်ပြဖို့ကအဖို့စပ်ဖို့ကဒုတာဝန်သူ့တာဝန်ကိုတာဝန်ကြည့်ပြီဆိုရင်မင်္ဂလာထိုက်ပြီပေါ့ဗျာနော်တို့တွေတပြုံလုံးတအုံလို့နိဗ္ဗာန်ကိုအတူတူကလက်တွဲပြီးပြောကြီးဆောင်းရသူပေါ့ဗျာဟုတ်လားဗျာကဲတန်ကတော့ရှင်မြတ်များဗျာတတ္တဝါပုံချမ်းသာအကြောင်းကိုမြတ်စွာဘုရားဟောတဲ့မင်္ဂလာတုတ်တံဒေသနာတွေကတော့မြည်ကိုဘုရားတပည့်တော်ဟောကြားနာကြားပူဇော်ကြပါစို့ဗျာသမန္တာသကဝါလေတုအတရာကိသံတုဒေဝတာသရမမုနိရာသတသုဏတုသကမောခရံဓမ္မသဝနာကာလောအယံဗာရန္တာဓမ္မသဝနာကာလောအယံဗာရန္တာဓမ္မသဝနာကာလောအယံဗာရန္တာနမောတတ္တဗုဒ္ဓဝါတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တတိတံဒေဝရေဝေနသဗ္ဗဘာဝဝိနာသနံသဗ္ဗလောကဣဒရာယမင်္ဂလဓမ္မဓမ္မယေဧဝမေတုတံဧကသမယံဘဂဝတံဝိရိယဝိဟာရတိလေတဝနေအနာဒာပိဋိကသအာရမေအထာခောရညတနာဒေဝတာအဘိကနာယရတိယအဘိကနာဝနာကေဝလကပံသေတဝနာဩဘာတိတဝါယေနာဘဂဝတေနုဝသင်္ကမိဥပါသင်္ဃမိတဝါဘဂဝန္တံဘိဝါရိတဝါဧကမန္တအထာတိဧကမန္တထိရခောသာရေဝတ္တဘဂဝန္တံကာရယဣဇဝါတိဘဂဝရေဝမနုဿာသမင်္ဂလာနိအာသိမ့်တေယောအာကင်္ဂမန္တသရဏံပြုရိမင်္ဂလာဗုဒ္ဓမံအသေဝနာသာဘာလနံပဏိတာနေသာသေဝနာပူဇာသာပူဇာနေယနာဣဒံမင်္ဂလာဗုဒ္ဓမံပတိရူပจิตဝန္တောသမဝေသကဏပုံညတာအာဒာသမပတိရိသာဣဒံမင်္ဂလာဗုဒ္ဓမံဘာဝစိတ်သေသာသိပိသာဝိနယောသာသူသိခိတောသူဝါတိတာသာယဝါသာဣဒံမင်္ဂလာဗုဒ္ဓမံမဟာရာမိတုဝါဌာနဗုဒ္ဓရာရသသင်္ဃောအနာကုလသာကမန္တာဣဒံမင်္ဂလာဗုဒ္ဓမံဒါနိသာဓမ္မသရိယသာယရဂာနိသာသင်္ဃောအနာဝိဇာနိကမာနိဣဒံမင်္ဂလာဗုဒ္ဓမံအာရဏိဝိရတိပါပါမိသဘာနာသတံယမောအဘမရောဇာဓမေသူဣဒံမင်္ဂလာဗုဒ္ဓမံ
ကာရောဇာနိဝတောဇာတတုတိသကတိညုတာကာလိနာဓမ္မသာဝနာဣဒံမင်္ဂလာဗုဒ္ဓမံခန္ဒီသသဝတ္တရာသမဏာနိသရတနံကာလိနာဓမ္မသာကိစ္ဆာဣဒံမင်္ဂလာဗုဒ္ဓမံတဘောဇာဓမ္မလိယံသာရိယသစ္စာနာရတနံဒိမနာသစ္စည်းဝိယာသာဣဒံမင်္ဂလာဗုဒ္ဓမံဗုဒ္ဓသာလောကဓမ္မေယိစိတ်တံယသနာဂမေတိအသောကံဝိရာဇံခေမံဣဒံမင်္ဂလာဗုဒ္ဓမံဧဒါရိတာနိကတဝါနာသဗ္ဗရမပရာဇိတာသဗ္ဗရသုတေကိစ္ဆန္တိဓာနိတံမင်္ဂလာဗုဒ္ဓမံဣတိပိသောဘဂဝါရဟံသမ္မာသမ္ဗုဒ္ဓောဝိဒါသရဏသမ္မနောသုခတောလောကဝိရုအနုတ္တရောပုရိသဓမ္မသာရတိတထာရိဝမနုဿာနံဘုရောဘဂဝါတိသဝဂါတောဘဂဝတာဓမ္မောသန္တိကောအကာလိကောဧပတိကောဘာနေကောဝိသတံဝိရိတဘောဝိညုဣတိသောပတိပန္နောဘဂဝါတောသဝကတံဃောဘုဇပတိပန္နောဘဂဝါတောသဝကတံဃောညာယပတိပန္နောဘဂဝါတောသဝကတံဃောသာမေသိပတိပန္နောဘဂဝါတောသဝကတံဃောယရိတံတတ္တာရိပုရိသယုဂာနိယထပုရိသပုဂ္ဂလာဧသာဘဂဝါတောသဝကတံဃောအာဟုနေယောဘာဟုနေယောယခိနေယောဣန္ဒြိကရဏေယောအနုတ္တရံဘုံယကိတံလောကသာတိဧဝံဗုဒ္ဓံသရဏံဓမ္မံသံဃိသဘိက္ခဝေဘယံဝါစာမိတသဝရောမသောနာယတတိယာနုန်ိမိတံဝမင်္ဂလေသာယောဇာပနာဘောသကုဏတတရောဘာဝေကိုဒုသမိနာကန္တံဘုရားနိဝဝိနာဝိနာသမိတုယာနုန်ိမိတံဝမင်္ဂလေသာယောဇာပနာဘောသကုဏတတရောဘာဝေကိုဒုသမိနာကန္တံဓမ္မာနိဝဝိနာဝိနာသမိတုယာနုန်ိမိတံဝမင်္ဂလေသာယောဇာပနာဘောသကုဏတတရောဘာဝေကိုဒုသမိနာကန္တံအင်္ဂါနုဝဝိနာဝိနာသမိတုဘဝတုသဗ္ဗမင်္ဂလံရခန္တုသဗ္ဗရိဝနာသဗ္ဗဗုဒ္ဓအနုဘဝေနာသရသုခိဝန္တုတေဘဝတုသဗ္ဗမင်္ဂလံရခန္တုသဗ္ဗရိဝနာသဗ္ဗဓမ္မာနုဘဝေနာသရသုခိဝန္တုတေဘဝတုသဗ္ဗမင်္ဂလံရခန္တုသဗ္ဗရိဝနာသဗ္ဗသံဃာနုဘဝေနာသရသုခိဝန္တုတေသာဓုသာဓုသာဓုလည်းကနှစ်ဘက်လုံးမအားတော့အော်လုပ်ပေးတာလားလုပ်ပေးတရားလေးသူစင်လေးလုပ်ပေးတရားမင်္ဂလာတရားအကြောင်းဟောတော့အခုနေသုတောင်းမင်းသုတောင်းဂါထာလည်းပဲတပ္ပမင်္ဂလာဂါထာတော်ကြီးဖြင့်သုတောင်းမေတ္တာပို့ပေးမယ်နော်ဘဝတုတပ္ပမင်္ဂလာအော်ပြီးပြီရွတ်ပြီးပြီပူဇော်ပြီးပြီမြမတို့လေးနားလည်အောင်ရုပ်ပေးမယ်တေတုံမာကံယနေ့ယခုကုသိုလ်ဆုဆောင်နေကြကုန်သောအိမင်္ဂလာမောင်မဲသူသတ္ထုသဝအပေါင်းတို့သည်တဗ္ဗမင်္ဂလာသဗ္ဗမင်္ဂလာနှင့်အသက်ရှိစွာနာမည်ကင်းချမ်းသာခြင်းမျိုးမျိုးဥစ္စာရဏပြေဝတို့၏ကောင်းကျိုးချမ်းသာမှန်သမျှသည်ဘဝတုပြည့်စုံကြပါစေတည်းဒီနေ့ဒါနသည်ဘောဂပစ္စည်းဥစ္စာတရားကိုတန်တရတလျှောက်လို့စေတနာထက်ဆက်တယ်လို့စေတနာပြည့်တယ်လို့ဇောတိကဇတိလာတို့လို့သုံးမကုန်ဖြုံးမကုန်ပြည့်စုံမယ်တဲ့ဟုတ်လားဗျာဒါကြောင့်မလို့ဥစ္စာရဏပြည့်စုံခြင်းဆိုတရားရှင်လန်း
လူဒန်းပူသူပြုရမယ်တဲ့နော်သဗ္ဗမင်္ဂလာသဗ္ဗမင်္ဂလာနေ့အသက်ရှည်စွာအနာမေခင်ဖြစ်ဖို့ရအတွက်ကိုသီလကိုမင်္ဂလာကိုထိုက်တော်အမယ်သီလလေကိုပဲကိုသီလကိုနိကစာဟိတသီလဝါဟိတသီလပါပြီးသွားပြီနော်ရှိကတည်းကပြုတ်ပြီးသားအဲ့တော့ဒီဆူတောင်းလေးနဲ့ကိုကကိုနှလုံးသွင်းကြည့်ပေါ့နော်ဒါကြောင့်တပ္ပမင်္ဂလာပြည့်စုံပါမလည်းငြိမ်းချမ်းသာတန်တရာခိမှလည်းကြည်ပွားအောင်မြင်မဉ္ဇဉ်ဘုံညာနိဗ္ဗာန်ကိုတိုင်ဝင်စံစေနိုင်တဲ့သီလမင်္ဂလာတမာရိမင်္ဂလာပညာမင်္ဂလာတို့သောသိက္ခာသုံးပါးမင်္ဂလာတရားများတို့သည်ဘဝတုတို့တရားတော်မတို့ရဲ့နှလုံးအိမ်၌ကောင်းစွာမဲ့သူကိန်းဝတ်နိုင်ကြပါစေကုန်သတည်းတေတုံမာကံယနာသုံးပါးစိတ်ကကိုယ်ကိုယ်ဒါနသီလဘာဝနာသီလတမာရိပညာဇာသမင်္ဂလာပေါင်းခံကြောင်းနေကြတဲ့အိမိသားစုပေါင်းတော်ကောင်းတို့အားသဗ္ဗဒေဝတာသရုမဝရိန္ဒနဲ့နိုင်ရွာ6ဒီဗမပြေဝဲကိုးစီစံစာသာသနာတော်ဆောင်တမာရိဝနတ်မျက်နှာကောင်နာပေါင်းများသည်အာရောဂေနာသကာယောဂါရီကင်းလို့ကြမ်းမာခြင်းနဲ့ပြည့်စုံကြရလျောင်းနေဒုက္ခသဆင်းရဲခတ်သိမ်းလောကရန်တရားတွေငြိမ်းရလျောင်းနေဗယသဘေးရန်ဟူသည်များကင်းဝေးပရလျောင်းနေသောကသစိုးရင်သောကအပူပြားဝရငြိမ်းကြရလျောင်းဒုက္ခိနဝသလောကီလောကုတ္တရာနှပြကျုသေဘူးရဲ့ဆောင်အောင်မြင်ကြရလျောင်းတရာနေရောညာပါဘေခမဆိုင်အချိန်တိုင်းချိန်တိုင်း၌လောကသစ္စာတရားကြတာပြောလိုက်တာပါဗျာနော်ကိုစောင့်ရှောက်ရမှာလေအတ္တတမပတိဒီစခုနကပါတယ်မလားဧတမင်္ဂလာမုတ္တမကိုအပေလေးပါမလာအောင်အစဉ်စောင့်ရှောက်ရဟုတ်တယ်မလားကိုတန်တရာခိကျူအောင်ကိုအမြဲတမ်းချီးမြှောက်ရနော်မဉ္ဇဉ်ဘုံညာရအောင်ကိုအမြဲတမ်းကျင့်ကြံကြိုးကိုအားထုတ်ရမယ်နော်ဒါကြောင့်မလို့ပစင်းရအောင်စောင့်ရှောက်ချမ်းသာအောင်ကိုဆောင်ရွက်နိဗ္ဗာန်ချမ်းသာရအောင်ကြိုးစားအဲ့ဒါဆိုလို့ရှင်အတ္တတမပရိသမဖြစ်ဘူးလားဖြစ်လားဒါကြောင့်မလို့တပ္ပဒေဝတာသတုမဝရိန္ဒာနဲ့နိုင်ရွာ6ဒီမပြူရဲ့ကိုစီစံစသာသနာတော်ဆောင်တမဒေဝနတ်မျက်နှာကောင်နာပေါင်းမကအာရောဂိနာသကယောဂတိကင်းရလျောင်းနေဒုက္ခသဆင်းရဲတိကင်းရလျောင်းနေဗျာသာဘေးရန်တိကင်းရလျောင်းနေသောကသစိုးရိမ်သောကတွေငြိမ်းသွားရလျောင်းဒုက္ခိနောဝသကိုစီအလိုရှိရတဲ့ကောင်းကျိုးမင်္ဂလာဖျားပြည့်ပြည့်စုံရလျောင်းတရာနေရောညာပါဘေခမဆိုင်အချိန်တိုင်း၌ဝါတပရာသွားလီယာလာလီယာရောက်လီယာနေလီယာရဒေသမြို့ရွာနိုင်ငံသီလက္ခိအသွဲလုပ်ငန်းခွင်မျိုးတို့၌အနုရခတုအတိုက်ခိုက်နောက်ဖြစ်စီဟန္တာအန္တရာယ်ခုသမျှမတွေ့ကြုံမကြရဝလျောင်းပြောသမျှဆိုသမျှလှုပ်သမျှဂိုင်သမျှကြံစီစိတ်ကူးသမျှတွေဘုရားရှင်အလိုတော်ကြပြည့်မြောက်အောင်မြင်ရလျောင်းတန်တရာဆက်ကတော်စက်ခေဘူးသောသာသမီရင်ချပမာထား၍ကောင်းစွာမသွေစောင့်ရှောက်နိုင်ကြပါစေကုန်သတည်းအမြဝေးအောင်ဆရာတော်တရားလည်းမဟောသေးဘူးပြောမလားဟောပြီးပါပြီမြေစချမယ်နော်ကြွာလာသခင်ဆရာတော်တန်ဃာတော်အရှင်မြတ်တို့ဘုရားယရနာသုံးဓာကံရဲ့ကျိုးကိုယုံကြည်သက်ဝင်ပါ၍တရဏဂုံတည်ပါ၏သီလတကူကိုယုံကြည်ပါ၍အခြေခံကိုခြင်းသီလဘဝရိတ္တကိုထိမ့်သိမ်းစောင့်ရှောက်ပါ၏ကိုခြင်းဝတရားပြည့်စုံရလျောင်းစာရိတ္တသီလဖြည့်စည်းကြပါကုန်၏မေတ္တာကမ္မထံသိဖြံပွားများကြပါကုန်၏အာမိတဒါနမောမြတ်သောခဲပွဲပေါ်တင်ချုပ်ရှင်ရသာအဖျားပြာတို့ကိုတရာရှင်လန်းဇက်ကလူဒန်းပူဇော်ကြပါ၏မေတ္တာကမ္မထံသိဖြံပွားကြပါ၏တတိပဋ္ဌာန်တရားရှုမှတ်ဆင်ញင်ကြပါ၏ရှင်ဘုရားတို့ချမ်းသာရာအကြောင်းတရားမင်္ဂလာသုတ်တံဒေသနာကိုဘုရားရှင်အလိုတော်ရဟောညွန်ဖော်ပြရုပ်ပွားသည်ကိုဘုရားတပည့်တော်တို့ယုံကြည်ကြည်လေးစက်မြတ်နုတန်ဖိုးထား၍နာကြားခြင်း
ဓမ္မတဝနာကုသိုလ်ရှိဘူးကြပါ၏ဘုရားတပည့်တော်တို့ယင်းနဲ့မှလိုက်နာကျင့်သုံး၍ရုပ်ပွားပူဇော်ခြင်းဖြင့်ဓမ္မဒေသနာကုသိုလ်တို့ကိုရှိဘူးကြပါ၏ရှင်ဘုရားဝိပဿနာအခိုက်အတန့်အဖြစ်၎င်းသာဝရအဖြစ်၎င်းယုတ်နံဓမ္မသင်္ခါရတို့ကိုအမြဲသောအနိစ္စဆင်းရဲသောဒုက္ခအစိုးမယအနတ္တဟုလက္ခဏာထင်အောင်ဆင်ញံသုံးသပ်ရှုမှတ်ကြပါ၏မောမြတ်သောနေရာထိုင်ခင်းတို့ကိုခင်းကျင်းလှူဒန်း၍နေရာအလှူပေးလှူပါ၏ဒီအိမ်ကြီးဟာအရေးအဝါဒကိုယာယီကြောင်းဖြင့်ကြောင်းအလှူလူဒန်းပါကုန်၏ပင့်လျှောက်သာသောရှင်ဖျားတို့အားသိရင်ထားတို့ဖြင့်ရင်အလှူလူဒန်းပါကုန်၏ဝေယဝဆအကျိုးတော်ဆောင်ရပါကုန်၏အဖျားဖျားပေါင်းစုဘုရားတပည့်တော်တို့၏ကိုယ်ပိုင်ကောင်းမှုတို့သည်ဘောဓိဉာဏ်နိဗ္ဗာန်ချမ်းသာ၏ရကြောင်းအထောက်ပံ့ကောင်းသည်စင်စစ်မသွေဖြစ်ပါစေတည်းတန်တရာခရီးမပြီးဆုံးသေး၍ကျင့်လည်ခဲ့သည်ရှိသောပယ်၄ပါးကတ်၃ပါးယပိ၈ပါးယန္တမျိုး၅ပါးဝိပတ္တိတရား၄ပါးဗျသနာတရား၅ပါးတို့မှအခါခတ်သိဘဝတိုင်းငြိမ့်၍အသက်ရှိသွားအနာမေကင်းချမ်းသာခြင်းအမျိုးမျိုးဥစ္စာဒနာပြေဝတိုး၍ကောင်းကျိုးမင်္ဂလာပြည့်စုံညပြည်လျင်ကျင့်သေးကြံသေးအာထုတ်ဆဲသမထဝိပဿနာဉာဏ်လူမှုကျင့်ဝတ်တို့သည်မဲ့ဉာဏ်ဘုံဉာဏ်နိဗ္ဗာန်တိုင်အောင်ရွတ်ဆောင်နိုင်ရပါလို၏အရှင်မြတ်တို့ဖျားဤကောင်းမှုတို့၏အဖို့ဘံကကိုအစာအုပ်အမှုထွေး၍တန်တရာဆက်ဆက်မှယခုဘဝတိုင်လှူဒန်းခဲ့ကြသောဒါနမျိုးစုံစောင့်တည်ခဲ့ကြသောသီလအဘုံဘုံပွားများခဲ့ကြသောဘာဝနာဖြာဖြာဖြည့်သီးခဲ့ကြသောပါရမီလီလီထိုအစုမြတ်ကောင်းမှုတို့၏အဖို့ဘာကကိုတရှိထင်ရှားမိဘ2ပါးမိဘ4ပါးအစထား၍ဘိုးဘွားများဆရာသမားများညီအကိုမောင်နှမများဆွေမျိုးညာတကာများမိတ်ဆွေသင်္ဃာများနှင့်ကျေးဇူးမကင်ကြဝေနေရတို့အားဥစွာပထမအမြပေးဝေပါကုန်၏မြမတရားသက်သေထား၍ကိုယ်ဆောင်အိမ်ဆောင်ခြံရွာဆောင်မြို့ဆောင်နယ်ဆောင်တောတောင်ဆောင်ဘုံမစိုးယုတ်ကစိုးအာဂတစိုးနှင့်နတ်ပြည်6ထပ်မြမ20ဗုဒ္ဓဟောကြားနတ်ပြည်မအပေါင်းတို့အားအမြပေးဝေပါကုန်၏နိုင်ငံတည်းပြည့်ရှင်မင်းအားအစထား၍တိုင်းသူပြည်သားကဘာသူကဘာသားတို့အားအမြပေးဝေပါကုန်၏ရဲတည်းယမမင်းအားအစထား၍4ဘုံအပေသာဝိနည်းများအားအမြပေးဝေပါကုန်၏အထူးအဖြင့်ဘဝချ၍ဘဝတစ်ပါးသို့ပြောင်းရွှေ့ကွယ်လွန်သွားကြသောမိဘများဘိုးဘွားများဆွေမျိုးများမိတ်ဆွေသင်္ဃာတို့အားရည်မှန်း၍အမြပေးဝေပါကုန်၏ပေးဝေအမြကြားသိကြပါစေဝတ္တုံတရေပထဝီမြေကိုမေတ္တာရည်စဉ်လောင်းကသက်သေပြု၍အမြပေးဝေပါကုန်၏အမြရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာကြသည်ချမ်းသာကြသည်အသိဉာဏ်ဖွံ့ဖြိုးဘဝစင်တန်းတိုးတက်မြင့်မားကြသည်ဖြစ်ကြပါစေတည်းအားလုံးကြသမျှအမြယူတော်မူကြပါကုန်လောသာဓုအားလုံးကြသမျှအမြယူတော်မူကြပါကုန်လောသာဓု
အားလုံးကြားသမျှအမြယူတော်မူကြပါကုန်လောသာဓုရော့ဒါလေးဖြုတ်လိုက်တို့မွေးဒါလိုလားမိကဒါအဲ့ဒါကြောင့်မလား နင်းထက်တယ်လား ဒါအိမ်တော်ကမ္မကို ဒီမှာကမှာ ရတော့ဘုရားကြီး ပြာပြာ သာသနာပြု သာသနာပြု တွင် လုပ်ငန်းတွေ ဖြည့်က သာဓု နာမကြီးဗျာ ပြုပါဗျာ သာဓုကဲကပိယမကြီးမနေ့ထားနေရတယ်ဟုတ်ဟာဒီပါဒီဘုံမလေးစပီကာလို့မိုက်ခရိုဖုန်း ဒါအဲ့ဒါမှာလို့မရလို့ချောင်းလေးပဲရဘာကောင်းဒီမှာပဲ လာပရိယေပြန်အမယ် ဒါကဒါ သသားကြီးထိုင် အေးဟုတ် သစင်းကြီးလည်းထိုင်နာသူပေါ့တို့အိမ်မောလို့တို့မကင်လို့ဘုရားမရှမ်း ဘုရားမရှမ်း ဒုက္ခံ ဒုက္ခံ ဒေထ ဒေထ ဓမ္မောမရှမ်း ဓမ္မောမရှမ်း ဒုက္ခံ ဒုက္ခံ ဒေထ ဒေထ သံဃောမရှမ်း သံဃောမရှမ်း ဒုက္ခံ ဒုက္ခံ ဒေထ ဒေထ ဧဟိလာဗံ ဧဟိလာဗံ ဧဟိဒနံ ဧဟိဒနံ ဧဟိသိဋ္ဌံ ဧဟိသိဋ္ဌံ မြန်မာလိုပြောပြမယ်ဖရာတရားသံဃာယနာမြတ်သုံးပါးတို့သည်ယနာသုံးပါးကိုသိကတ်ဂုဏ်ဝေယုံကြည်အထောက်ကြသောဖရာတတိတို့တို့အားဒုက္ခံချမ်းသာခြင်းအမျိုးမျိုးကောင်းကျိုးမင်္ဂလာအဖျားဖျားကိုဒေထပရိဓမ္မရေထုံမွန်ထားသောမေတ္တာတတ်တွေလွှမ်းထားသောတရဏဂုံမှွန်ထားသောဤပြိတ္တောရေခြင်းကိုရရှိသုံးဆောင်မိဝဲသည့်ချိန်မှစ၍ဧဟိလာဗံလတ္တပရိသင်ဖြိုးဧဟိဒနံဥစ္စာရဏပြေဝတိုး၍ဧဟိသိဋ္ဌံတောင်းသူမှန်သာမှန်သမျှကြံနိုင်အောင်ဆောင်တဲ့ရောက်စီသာလို့ဒီပေရသာလူခေါ်လိုက်ကြ။ သာဓုသာဓုသာဓု တုံမေဒုက္ခိတာဟောထဒုက္ခမုံဇထတုံမေတကံပေါင်းတော်တော်ကောင်းလို့ဒီဒုက္ခိတာကိုသိနေကြလောဤခံရင်ပြေကကြောချမ်းသာရသည်ဟောထမုဋ္ဌမတုဖြစ်ပါစေကုန်၏တုံမေမိသားစုပေါင်းတော်တော်ကောင်းလို့ဒီဒုက္ခမျိုးစုံအဖုံဖုံမှမုံဇထဒိဋ္ဌာဓမ္မလွတ်မြောက်ကြပါစေသည်သာဓုသာဓုကျောင်းပြီးတော့လား ချမ်းပေးပါပြီ လုံးမလို့ပါဘူး အလုံးလုံးတော့မှာ လျှောက်ထားစေ ရောက်ထားတာလား ရှောက်ထားတယ်ဟိုက NS တဲ့ဝင်အောင်ပါဗျာစစ်တပ်တဲ့ဝင်အောင် ဟုတ်လား ဒီဘေးကပဲနဲ့မဲဆောင်၆လိုက်ပါလားအဲ့ဒါဆိုတော့ အရှိကြီးတော့ပတ်တယ်လေ ကျင်းမပတ် သွားလိုက်လေ အော်အကျင်း ကားစီးပြီးတော့သွားလိုက်လေကားစီးပြီးတော့ဘာလို့ကားနဲ့ပဲလာမှလို့ချိန်ကားသွားတယ်အဲ့ချိန်ကားလေး အဲ့ချိန်သားလေးပဲပတ်ပြတာချိန်သားလေးပတ်ပြတာ အာသာပြေသွားအောင်လေ ရှိတယ်မသိဘူးပူကြည့်နေတာမသိဘူး အဲနေသွားမယ်အာသာပြေသွားအောင် အရှိန်လာနေတယ်အဲ့ဆိုကာမက်တင်တို့မြန်မာတစီခေါ်လိုက်တယ်လေ ကြာတော့တို့သွားမယ် Chinese ကလည်းအမှန်တူ ဟောတာလို့လားသူလည်းတော်မယ်လား တယ်လိုက်အဲ့မှာလည်း
သူကမှတတ်တယ်ဟဲ့လမ်းမှာတတ်တယ်ဒီလိုပြောတယ်ဗျာ ဒီကနေဆိုင်နေတယ် လိုက်လာပိတ်လာ ရဒီကောင်းကြီးလောက်တယ် ဟောဖမ်းထားလို့ ပြီးတော့မှဟိုအဖြစ်ပြီးဖြတ်လို့ရတယ် သွားတော့မလား ရတယ်9နိုင်မှသွားလို့ရတယ် အမေရိကန်9တန်ကတော့အခုပဲ9တန်ထိုးတယ် စားလိုက် သွားတော့ ရတယ်တော့ဒီစားပါလို့ရတယ်နဲ့စားနေပြီကြတယ်လုံးသွားပါလို့ ဒီကလူတွေကမို့အချိန်တော့စင်းရကြတော့မနေ့ဆိုကမစားအောင်ဒီတော့ဆိုရုံလို့တော့ပါလေအဲ့လိုမျိုးခုဆိုကော်ဖီလေးနဲ့မနေ့တောက်ဖို့ပဲကော်ဖီတော့တစ်ခါတည်းတော့ကြာနေတောက်လိုက်ရအောင် အချိန်စင်း ချိန်စင်းရတယ် အောက်စင်းပြီးတော့ဆောင်းလိုက်ပြီ ဟုတ်မက်ဆေ့ချ်ဒီမှာဟုတ်ခေါ်လိုက်မယ်ဒီခေါ်လိုက်ခေါ်လိုက် Chinese ကလည်းအမှားပြီးခေါ်လိုက်အေး Chinese ကလည်းအမှားပြီးငါလည်းဒီခေါ်လိုက် entrance ကိုကြာအဲ့ဒီတမ်းရတဲ့နားနေတာနော် ကျေးဇူးတင် ရတယ်နှစ်ခုဆက်တာပဲညာလေးပါ အဲ့ဒါမှအဲ့လောက်ရှိနေ ရှင်းသူကမရဘူး အဲ့ဆိုလေကြောက်တယ်ချောင်းဆက်တာ ရ H5 က H2 နဲ့နိုင်တော့ကောင်းပါ တက်စီတဲ့နေ 8 GB တော့တော့ဘူး တော့အဲ့ဒီ 8 GB တော့ အဲ့ဆိုင်တော့ ဒီ H4 ကလည်း8 GB နဲ့အဲ့လောက်ကြီးမကောင်းဒီရ Pro လေးကိုကောင်း သူ့နာမည်ဆိုရဟာတယ် Insta 7 minutes လို့လေးတယ် Insta အဲ့ Insta ရတာပါသူက7 minutes ရတယ်အောက်ဆင်းပြီးတော့ဆောင်း ပါပြီ ဆောင်းတယ်အမေသူတို့နောက်ချက်ကြရင်ဘယ်လိုမျိုးရှိလုပ်မယ်ပြတယ်ပြီးတော့သူတို့နားလဲအောင် ပြီးရတဲ့ဒီနဲ့မဆုံးရ ဟုတ်တယ်လေ ဘယ်လိုကင်မရာကြီးပါလေးဝယ်ကြမ်းလို့ဒါလေးဥပပါပါလေး ကင်မရာရဲ့လူလည်းမြင်ပေါ်ပြီးရိုက်လို့ဘာမှမနာလိုက် အဲ့ဒါမှ ဘာဖြစ်လို့လဲညလိုက်ကြတယ်။那你看来有点看法。好呀，不要信仰的，你要表演。这些都要，我啦，要不能要，是要不能要来搞的，是要的，你看来搞的。 လာမင်းခက်လားမင်းခက်ကဟိုဖုံဖုံလို့ လိုက်ပါလား နော်အဲ့လိုဒီလိုတော့ကြည့်တာအဲ့လိုလည်းခက်တာညာမုံလေးကလည်းထည့်သွားတယ် ထည့်သွားမယ်ထည့်သွားမယ်ဟုတ်တယ် ပြီးတော့ပါညာခုမင်းတို့ဖျားဆိုတော့မှလည်းရှိတယ်ဟုတ်လား ရှိတယ် မမေတို့ပြန်လာတယ်မှာညာဖျားဆိုတော့လူဆိုလိုက်တာ တည့်လောက်ပါ